အမေသတင်းကောင်းအဖေအမေကျမမျိုးနယ်ကဆရာတက်တင်ကျောင်းကိုဝင်ခွင့်ရသွားပြီကျောင်းပြီးရင်ဆရာမဖြစ်တော့မယ်အဖေအမေကျမပြည်နယ်မြို့တော်ကတူနာပြုကျောင်းကိုဝင်ခွင့်ရသွားပြီနောက်ဆိုရင်ဆရာဝန်တူနာပြုဖြစ်တော့မယ်ကောင်းတယ်သမီးတို့အားလုံးတော်ကြတယ်ဒါပေမဲ့ငါတို့မိသားစုကတယောက်အတွက်ပဲကျောင်းစရိတ်တက်နိုင်မယ်အမေဘာသဘောလဲငါတို့အိမ်ရဲ့အခြေအနေကတကယ်ပတ်စံမရှိတော့ဘူးသမီးတို့တွေကတယောက်ကိုကျောင်းထားပေးဖို့ဆိုရင်နောက်တယောက်ကအိမ်အောင်ပြုတ်ပြီးမိသားစုကိုထောက်ပံ့ရလိမ့်မယ်အမေသမီးကအမြဲတမ်းအလိမ္မာဆုံးပါသမီးတက္ကသိုလ်တက်ရရင်အဖေနဲ့အမေနှစ်ယောက်လုံးကိုတေချာပေါက်ကောင်းစောင့်ရှောက်ပါမယ်သမီးကိုပဲတွားခွင့်ပြုပါသမီးအသက်ငယ်ရွယ်နဲ့အိမ်အောင်မပြုတ်ကျင်သေးဘူးသမီးဒီတန်ငါရွာလေးမှာတက်လုံးနေသွားရင်တိုးတက်လာမှာမဟုတ်ဘူးတကယ်ဆိုရင်နင့်အမေရတဲ့ကြောင်းကပိုကောင်းတယ်သူပဲတွားတင်တယ်နင်ကအမလေးငါ့ကိုအလျှော့ပေးတင်တယ်မလားနောင်ကြရင်နင့်အတွက်အဝတ်အစားတစ်တွေရွှေဆွဲကြိုးတွေတေချာပေါက်ဝယ်ပေးမယ်လို့ငါကတိပေးတယ်ဒါပေမဲ့ငါကခဲရင်းနဲ့မှစာမေးပွဲအောင်ထားတာအရင်ကငါတို့နှစ်ယောက်ကြောင်းတက်ဖို့စားစရိတ်ကိုတော့ငါကိုယ်တိုင်ငါဖမ်းပင်လေထွက်ပြီးရှာခဲရတာလေကဲပါတော်ကြပါတော့မငင်းကြနဲ့တော့မဲနိုင်ကြမယ်ကံတရားအတိုင်းပဲပေါ့ဒါကိုဘာလို့မဲနိုင်ရအောင်မလဲအစကတည်းကငါတို့ပြောထားပြီးသားလေအမတ်ပူကောင်းတဲ့သူကိုလွတ်မယ်လို့ရှောင်းဟဲကရှင်သမီးမဟုတ်လို့လားလက်ဖမိုးလဲအသားလက်ဖွားလဲအသားပဲလေမဲမနိုင်ဘူးဆိုရင်လည်းရှင်မဲပတ်စံထုတ်ပြီးသူတို့နှစ်ယောက်လုံးကိုကြောင်းထားပေးလိုက်ငါမှမရှိပါဘူးငါကြောင်းတက်ချင်ုံလေးပါရလက်ကဘလို့ပဲဖြစ်ငါမဲပေါက်ရင်ငါကြောင်းတက်ရမယ်ရော့လန်သမီးနစ်နာသွားတယ်ဆိုတာအဖေသိပါတယ်ဒါပေမဲ့အဖေလည်းဘာမှမတတ်နိုင်ဘူးဒါကကံတရားပဲလက်ခံရမှာပဲငါတို့မိသားစုကဆင်းရဲနေတာကိုအဖေကိုသမီးအပြစ်မတင်ပါဘူးဒါပေမဲ့သမီးအိမ်တော်မပြုတ်ပဲနေလို့မရဘူးလားသမီးအလုပ်ကျန်းလုပ်ပြီးညီမလေးအတွက်ပတ်စံရှာပေးပါမယ်ငါတင်တောင်းငွေယူပြီးပြန်လာခဲ့ပြီးသမီးလက်ထက်ရမဲ့သူနာမည်ကရှောက်မင်ရွမ်းတဲ့သူ့အဖေကစောစီးဆုံးသွားတော့အမေကိုတယောက်ပဲကြံတော့တယ်စိတ်တူတက်ပေမဲ့အလုပ်ကြိုးစားတယ်ဘဝကိုတော့ဖြတ်တန်းသွားလို့ရမှာပါအမေဘာလို့သမီးနဲ့တခုမှမတိုင်မရတာလဲတိုင်ပင်စရာပါရှိသေးလို့လဲသူ့အမေကတားအတွက်မင်္ဂလာကိစ္စကိုလောနေတာရွာထဲမှာလိုက်ပြီးဆက်ဟပ်နေတာငါကစောစီးလက်မခံလိုက်ရင်နင့်ညီမလေးရဲ့ကြောင်းကဘလို့လုပ်မလဲဒါဆိုအမေကညီမလေးကိုကြောင်းထားပေးဖို့အစောကြီးကလေးကစဉ်းစားထားပြီးသားပေါ့အမေကဘလို့လုပ်အဲ့လိုဖြစ်ရမှာလဲနင်ကအမေရဲ့တွေးတာအရင်မဟုတ်ပေမဲ့ဒီနှစ်တွေထဲမှာအမေနဲ့အပေါ်ဘယ်တော့မှနှိပ်ဆက်ဆန်ခဲ့ဘူးလို့လဲကောင်းပါပြီ